အခြေခံပညာကျောင်းသင်ကြားရေးများတွင်ထည့်သွင်းသင်ကြားရန်စီစဉ်လျက်ရှိသည့်စိုက်ပျိုးရေးဘာသာရပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စိုက်ပျိုးရေးနည်းပညာနှင့်ပတ်သက်ပြီးဘာသာရပ်တစ်ခုအဖြစ်အခြေခံပညာသင်ကျောင်းတွေမှာထည့်သွင်းသင်ကြားဖို့အတွက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ရေးစင်းစိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်ရဲ့ပြောကြားချက်အရသိရပါတယ်။လက်ရှိမှာတော့တငယ်တန်းမှဒုသမတန်းအထိတင်ယူညွှန်းတန်းတွေရေးဆွဲနေတာဖြစ်ပါတယ်။အခုလိုဆောင်ရွက်ရတာဟာနိုင်ငံတော်သမ္မတရဲ့လမ်းညွှန်ချက်အရပညာတက်၍လေလုပ်ပါဆိုတဲ့အခြေအနေကိုဖြစ်ပေါ်အောင်ဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီအတွက်အခြေခံပညာကျောင်းတွေမှာစိုက်ပျိုးရေးဘာသာရပ်ထည့်သွင်းသင်ကြားဖို့အတွက်တင်ယူညွှန်းတန်းရေးဆွဲရမှာမူလာတန်းအတွက်စိုက်ပျိုးရေးပညာရပ်ကိုသဘောပေါက်နားလည်ပြီးတင်ယူလိုစိတ်နှိုးကြလာဖို့ရည်ရွယ်တာဖြစ်ပါတယ်။အလယ်တန်းအဆင့်အတွက်ကတော့မိဘတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာကလေးတွေဟာတနိုင်တစ်ပိုင်ပါဝင်လှုပ်ဆောင်နိုင်စေဖို့ရည်ရွယ်ကတင်ယူရေးဆွဲထားပြီးအထက်တန်းအဆင့်မှာတော့ကျောင်းသူကျောင်းသားတွေကိုယ်တိုင်စိုက်ပျိုးရေးပညာရပ်ကိုလက်တွေ့နှီးပါဆောင်ရွက်နိုင်စေဖို့ရည်ရွယ်ကတင်ယူရေးဆွဲထားပြီးကျောင်းသင်ကြားရေးတွေမှာထည့်သွင်းသင်ကြားနိုင်မှုစီစဉ်တာဖြစ်ပါတယ်။လက်ရှိမှာတင်ယူညွှန်းတန်းတွေအတွက်ရေးဆွဲစီစဉ်ထားတာဖြစ်ပြီးသင်ကြားမှုကိုတော့ယခုစတင်နှင့်မကုန်မီကျောင်းသားတွေလက်ထဲကိုတင်ယူတွေဖြန့်ဝေပေးနိုင်အောင်စီစဉ်ထားတာဖြစ်ပါတယ်။စတင်သင်ကြားမှုကိုတော့လာမယ့်ပညာသင်နှစ်ကစတင်ကကျေးလက်ဒေသတွေမှာရှိတဲ့စာသင်ကျောင်းတွေမှာသင်ကြားနိုင်အောင်ဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနမှပြောခွင့်ရှိသူတူကပြောကြားခဲ့ပါတယ်။ဒီလိုကျေးလက်ဒေသတွေမှာရှိတဲ့စာသင်ကျောင်းတွေမှာစတင်သင်ကြားဖို့အတွက်စီစဉ်ရတာကလည်းစိုက်ပျိုးရေးနည်းပညာသင်ကြားဖို့အတွက်သင်ကြားရန်မြေနေရာရွေးချယ်မှုတွေဟာကျေးလက်ဒေသတွေမှာအလွယ်တကူတည်ရှိနေတာကြောင့်ဖြစ်တယ်လို့သတင်းရရှိပါရရှင်။